အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒီတရားဒေသနာတော်ကိုဘယ်မှာဟောတယ်လဲလို့မေးရသကြိုပြည်ဝေလူဝန်ကျောင်းမှာနေစဉ်ဒီတရားကိုဟောတယ်ဘယ်သူကိုကျောင်းပြုဟောတယ်လဲလို့မေးလိုက်တော့စုံဒသူကရိကစုံဒကတော့နာမည်ပေါ့သူကရိကတော့ဝတ်သက်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုစုံဒဝတ်သက်သမတို့ဟိုရင်လဲစုံဒဝတ်ကုံသေးလို့ဒီလိုနာမည်ပေးရမှာပေါ့အဲ့ဒီစုံဒဆိုတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဝေလူဝန်ကျောင်းနဲ့မနီးမဝေးမှာသူ့အိမ်ကရှိတာကျောင်းနဲ့မနီးဝေးဝေးနေပေမဲ့လို့ကျောင်းထဲကပုတ်တန်ဃာတွေဝင်ထွက်သွားလာနေကြတယ်သူမြင်တယ်တန်ဃာတွေနဲ့တပါးမှသူမခင်ဘူးနှုတ်ဆက်ခြင်းလည်းမရှိဘူးမေးမြန်းခြင်းလည်းမရှိဘူးဘာဖြစ်လို့လဲလို့မေးလိုက်တော့တန်ဃာတွေနဲ့သူမပေါင်းကြတန်ဃာတွေနဲ့မပေါင်းလို့ဟိုဗြဟ္မဏတွေနဲ့ပေါင်းသလားမင်းဒီလိုလည်းမဟုတ်တန်ဃာတွေလူကမှကြောက်လို့တန်ဃာတွေနဲ့မပေါင်းဘူးထားလိုက်အောင်တော့ဟာဗြဟ္မဏတွေရစ်ပူတော်တဲ့ပုံနာတွေလည်းရှိတယ်ရစ်ပူတော်တဲ့ဝါဒရှိတယ်အဲ့ဒီဝါဒလည်းသူမကြိုက်တပ်ဖြာပြီးတော့မှပူဇော်တဲ့ဝါဒလည်းဒီလိုလည်းရှိတယ်အဲ့ဒီထဲလည်းသူမပေါင်းနောက်တစ်ခါဒီလိုမဟုတ်ရင်လည်းတပတ်လို့ခေါ်တဲ့ချိုးချံစွာကျင့်တဲ့အကျင့်ပေါ့ရေချိုးမိလုံတုံးခုံစဲခပင်ပတ်မှတ်နဲ့ဥပမာဖြင့်နွေရာသီပူပါတယ်ဆိုမှကစုံနေုံမျိုးကွင်းလင်ကြီးကွင်းပြင်ကြီးအလဲကောင်မှာမိဖို့ကြီးလေးဖို့ဖို့ရှေ့နောက်တောင်မြောက်မိဖို့ကြီးလေးဘက်ပလေးတံပို့ထားပြီးတော့အလူကလည်းမဝဲထိုင်အကောင်းငင်ကနေအပူနဲ့ပင်စာတပတ်လို့ခေါ်တဲ့အကျင့်နဲ့အကျင့်တွေဒါမျိုးတွေလည်းရှိတယ်အရာဝတ္ထုတွေကအပူပိတ်ရင်ခန်းချောက်တယ်လို့ပဲတဲ့ကိလေသာတွေလည်းခန်းချောက်တယ်ဆိုပြီးတော့ဒီလိုကျင့်နေကြတဲ့ပုံကိုယ်တွေလည်းရှိတယ်အဲ့လိုဓမ္မကျင့်စဉ်ကိုကျင့်နေတဲ့ဝါဒတွေကိုတော့သူကြိုက်လာမိတယ်တော့သူကမကြိုက်ဘူးအဲ့တော့ပြောရရင်တော့ခဏခေတ်စကားနဲ့ဆိုရင်တော့ဒီစုံဒဟာဘာပြောမလဲမေးရင်ဘာသာမဲလို့ဒီလိုပြောရမှာပေါ့ဘယ်ဘာသာမှသူမကိုးကွယ်ဘူးဘာသာမဲဆိုတာနာမည်လေးနေနဲ့ကောင်းတယ်လို့ရှိပေမဲ့လို့ဘဝတန်ត្រာအတွက်တော့အစောဆိုးတယ်ဒါကြောင့်ဘာသာရေးကိုနိုင်ငံရေးစီးပွားရေးလောက်ရေးမကြည့်ဘူးလို့ဒီလိုထင်ကြတယ်ဘာသာရေးဟာသိပြီးတော့ရေးကြည့်တယ်လူတယောက်ရဲ့ကိုယ်ကျင့်တရားကောင်းဖို့ဟာဘာသာရေးရဲ့သွန်သင်ဆုံးမမှုကနေရတာဘာသာတရားရဲ့သွန်သင်ဆုံးမမှုမရှိဘူးဆိုရင်လူတယောက်ရဲ့ယဉ်ကျေးမှုဆိုတာမရှိဘူးပေါ့ကိုယ်ကျင့်တရားမကောင်းနိုင်ဘူးဆိုရင်ဒါလောကကြီးတစ်ခုလုံးပျက်စီးဖို့များအဲကြောင့်ဘာသာတိုင်းရဲ့ဆုံးမတရားလေးတွေနဲ့လိုက်နာပြီးနေကြမယ်ကျင့်သုံးပြီးနေကြမယ်ကိုယ်ကျင့်တရားတွေကောင်းနေကြမယ်ဆိုလောကကြီးလည်းပဲငြင်းချမ်းမှာပေါ့ဘာသာတရားရဲ့သွန်သင်ဆုံးမမှုတွေဟာဘယ်ကိုဥတည်နေတယ်လဲမေးငြိမ်းချမ်းမှုကိုဥတည်နေတယ်အဲကြောင့်ဘာသာမဲ့ဒီဘာဖြစ်သွားတယ်လဲမေးလိုက်တော့လုပ်ငန်းလုပ်တဲ့အခါတွေကပဲဖြစ်ဖြစ်ကုသိုလ်လည်းမရှိဘူးအကုသိုလ်လည်းမရှိဘူးဒီဘဝပြီးရင်ပြီးတာပဲဒီလိုမျိုးလေးယူဆထားရင်အကုသိုလ်လည်းလုပ်ရဲမယ်ကုသိုလ်ဆိုတာလည်းနားမလဲအဖေလည်းဆဲရဲမယ်မေလည်းဆဲရဲမယ်ဒါမျိုးတွေသူဖြစ်လာလိမ့်မယ်အဲ့ဒါမျိုးတွေဖြစ်လာပြီဆိုရင်လှုပ်တဲ့နေရာမှာလည်းပဲကိုရှေ့တန်းတင်ပြီးမကောင်းတဲ့အာယောနိသောမနတိကာရနဲ့ကိုကြီးပွားပြီးရောကိုချမ်းသာပြီးရောဒီလိုတွေရှေ့တန်းတင်မှာပေါ့သူတို့ကြတော့ဘာသာတရားရဲ့သွန်သင်ဆုံးမမှုကမရှိအခုလည်းပဲစုံနာကဒီတိုင်းအလုံးလုံးတဲ့နေရာမှာအတ္တရှေ့တန်းတင်တာနဲ့အနတ္တရှေ့တန်းတင်တာဒီလိုလည်းရှိတယ်အတ္တရှေ့တန်းတင်တဲ့ပုဂ္ဂိုလ်ကကိုကြီးပွားပြီးရောဘယ်သူဒုက္ခရောက်ရောကိုချမ်းသာပြီးရောဘယ်သူဒုက္ခရောက်ရောကိုရရင်တရားတယ်ကိုမရရင်မတရားဘူးကိုကြီးပွားရင်တရားတယ်ကိုမကြီးပွားရင်မတရားဘူးဒီလိုစိတ်တွေပေါက်အနတ္တနဲ့ရှေ့တန်းတင်ထားတဲ့အနတ္တနဲ့လောကကြီးမှာအလုံးလုံးကြတဲ့ပုဂ္ဂိုလ်မျိုးတွေကြတော့အနာခံတဲ့ဘက်ကနေသွားကြတယ်တဲ့ကိုကြီးပွားတောင်ပဲလောကကြီးမပျက်စီးစေခြင်းဘူးကိုချမ်းသာတောင်ပဲလောကကြီးမပျက်စီးစေခြင်းကိုကြီးပွားခြင်းလို့သူလည်းကြီးပွားခြင်းမှာပဲကိုချမ်းသာခြင်းလို့သူလည်းချမ်းသာခြင်းမှာပဲလောကကြီးကိုငဲ့ပြီးဒီလိုလေးတွေအလုံးလုံးကြတယ်အခုစုံနာကတော့ဘာသာတရားရဲ့သွန်သင်ဆုံးမမှုမရှိတော့သူကဆုံးလိုက်တာကြမ်းလိုက်တာရမ်းလိုက်တာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ကြောင်းနဲ့နီးနီးလေးမှနေတယ်ဟာညနေကျန်းဆိုရင်ပန်းရည်ချမ်းလေးတွေဆွဲပြီးတော့ဝေလူဝန်ကြောင်းတဲ့လူတွေသွားကြတယ်ဘယ်သူတွေဘယ်လိုပဲသွားသူကတော့စိတ်ဝင်လားသူလှုပ်တဲ့လှုပ်ကဘာလဲမေးရင်ဝတ်သက်ပြီးတော့ရောင်းတဲ့လှုပ်
သူ့ရဲ့နောက်ကျောမှာဝက်ချံကြီးထားပြီးဝက်ကလေးတွေလှောင်ထားတာများတယ်ဘဝတန်တရာအတွက်သာသူကအမြင်မရှိပေမဲ့တော့ဒီဘဝအတွက်တော့အမြင်ရှိတယ်တဲ့ဘာအမြင်လဲမင်းစီးပွားရေးအမြင်ပေါ့စဘာပေါ်တဲ့အချိန်မှာစဘာတွေကိုဈေးပေါ်ပေါ်နဲ့ဝယ်တယ်ဟာနောက်တကစဘာကျသွားတဲ့အချိန်မှာဈေးကောင်းကောင်းရတဲ့အချိန်ထုတ်ရောင်းတယ်တချို့ဝက်မွေးမြူသေးသေးငယ်ငယ်လှုပ်တဲ့လူလေးတွေကအဲ့ဒီမှာငွေမရှိတဲ့ကဝက်ကလေးတွေပေးပြီးတော့ဝက်ကလေးတွေကိုသူကယူပြီးတော့အိမ်နောက်ဖေးမှာထည့်ထားဝက်ပေါင်းများစွာနဲ့သူကနေတယ်ပေါ့အဲ့ဒီနည်းနဲ့ရအောင်လုပ်တယ်သူထဲကဝက်ကိုကြဈေးကောင်းကောင်းနဲ့ရောင်းမယ်ဒါမျိုးတွေနဲ့ဝက်လုပ်ငန်းနဲ့အသက်မွေးစုံဒသူကရိကနှစ်ပေါင်းမလောက်ကြတယ်လဲမင်း55နှစ်တဲ့သူအဲ့ဒီလုပ်ငန်းကြီးလုပ်တယ်ဘုရားလည်းမရှိဘူးတရားလည်းမရှိဘူးသီလဆောက်တည်ခြင်းလည်းမရှိဘူးဒါနပြုခြင်းလည်းမရှိဘူးရစ်ပူဇော်ခြင်းလည်းမရှိဘူးအကျင့်ပူဇော်ခြင်းလည်းဘာမှမရှိဘူးဒီလိုမျိုးအဲ့ဒီအကျင့်တွေနဲ့နေပြီးတော့လာလိုက်တာအယောင်းဝယ်လုပ်ပြီးတော့နေတယ်ရက်ဆက်လိုက်တာကလေတဲ့သူကဘာသာတရားရဲ့သုံးသင်ဆုံးမမှုကမရှိတော့ဝက်သက်ခံနေဝက်ကိုဘာလို့တော့မေးတခါတဲ့ဝက်တွေအသားတိုးလာအောင်ဆိုရောင်ကနေအောင်တခါတဲ့ဘေးကနေပြီးတော့ဒုတ်တွေနဲ့ပိတ်ရိုက်တယ်ဟာဝက်တွေရောင်လာပြီကလာပြီဒီလိုကြီးဖြစ်အဲ့ဒီအချိန်မျိုးဖြစ်လာပြီဆိုမြတ်တခါရက်ဆက်လိုက်တာဘယ်လောက်ထိရက်ဆက်တယ်လဲမင်းဒုတ်တို့နဲ့ဗဇက်ကိုအထက်နဲ့အောက်စိလို့မရအောင်ဒုတ်နဲ့ထောက်ထားလိုက်တယ်ဒုတ်နဲ့ထိုက်ထားလိုက်တဲ့အခါဝက်ကအော်မပေါ့ရိုက်တုံးကထွက်တဲ့အသံတစ်မျိုးဒုတ်နဲ့ထောက်လိုက်လို့တခါအော်တဲ့အသံကတစ်မျိုးအဲ့ဒီထဲမှာသူကဘာလို့လဲမင်းကြွကြွစူးပြီးတော့ပူနေတဲ့ရင်နွေးချမ်းတွေကိုသူကရင်နွေးတွေကိုလောင်းထည့်ဝက်ရဲ့ပါဇက်ထဲအဲ့လိုလောင်းထည့်လိုက်တဲ့အခါဝက်ကအော်တယ်အော်တဲ့အသံဟာသူ့အတွက်တခါတည်းစောင်းတီးနေတယ်လို့မျိုးနှဝင်ချိုတယ်တဲ့ဒီလိုယူဆတယ်စေတနာနဲ့ဒေါသနဲ့ပေါင်းတတဝါတွေဘလို့ဒုက္ခရောက်ငါချမ်းသာပြီးရောဒီလိုစိတ်တွေဖြစ်ကုန်တာဝက်တွေရောင်ကားလာအောင်ရိုက်တယ်တတဝါတွေဘလို့ဒုက္ခရောက်ငါချမ်းသာပြီးရောစေတနာနဲ့ဒေါသစေတနာနဲ့မောဟအကြောင်းကျိုးအကောင်းဆိုသူဘာမသိဘာဖြစ်လို့အဲ့ဒီရင်တွေးတွေလောင်းထဲတယ်လဲလို့မေးလိုက်တဲ့အခါရင်တွေးတွေလောင်းထဲခြင်းဖြင့်ဝက်ရဲ့ဗိုက်ထဲကနေပြီးတော့ဥတွေထဲကတခါတဲ့အညစ်ကြေးတွေအောက်ကနေထွက်သွားအောင်အောက်ဘောက်ကနေထွက်လာတာဘလောက်ထိလဲလို့မေးလိုက်သူတော်ကောင်းတွေနောက်နေရာကနေကြီးသွားအောင်ကိုလောင်းချလိုက်တာဥထဲမှာဘာကလီသားတွေထဲမှာအညစ်ကြေးဘာမှမရှိအောင်ကိုအရှင်လက်လက်လောင်းချတာအဲ့လိုပြီးပြီဆိုတော့မှကောက်ရိုးမြက်တွေနဲ့ဘေးကဝက်ကိုပတ်ပြီးတော့မီးနဲ့ရှို့ပြီးတော့အမွှေးတွေကိုပြောင်သွားအောင်လုပ်ပလိုက်တယ်စုံဒဝတ္တသမတဏှိပြောရင်စုံဒဝက်ကုန်သည်အဲ့ဒါမျိုးလုပ်ပြီးပြီဆိုမှအသားတွေအတုံးတုံးတွေလုပ်ပြီးသူမျိုးသမီးကဈေးသွားပြီးသူရောင်းဈေးသွားရောင်းဟာနေတိုင်းအဲ့ဒီအလုံးနဲ့သက်မွေးလာလိုက်တာနှစ်ပေါင်းဘလောက်ကြာတယ်လဲမင်း55နှစ်တဲ့သူတော်ကောင်းတို့စဉ်းစားကြည့်အသက်20ကနေလုံမယ်ဆိုရင်အဲ့ဒီလုံကအသက်20ကစလို့ရင်55ဆိုတော့85နှစ်ထိအောင်သူဒီလုပ်တယ်ပေါ့ဒါပေမဲ့စားထဲမှာတော့သူ့အသက်ဘလောက်ရလို့မပေါ့သူ့ရဲ့လုပ်ငန်းသက်တမ်းလုပ်သက်ကတော့55နှစ်လို့ဒီလိုပါတယ်55နှစ်တိတိဒီအလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုတ်လာတဲ့စုံတာတရက်တော့မကြမ်းမဖြားနာပြီးတော့သွားတဲ့အခါဘာဖြစ်တုံလို့မေးဟာတခါတည်းသူဝက်လို့အောနေရတယ်အဲ့လိုတော့မဟုတ်သေးဘူးပါသေးတယ်နည်းနည်းလေးပြောအောင်မယ်နေတိုင်းသူကဝက်သားနဲ့ပဲစားတတ်တယ်ဝက်သားမပါဘူးသူမစားတတ်ဘူးတဲ့တော့သူရေချိုးသွားအောင်မယ်သူမျိုးသမီးပြင်ထားဆိုပြီးတော့သူကမျက်စိရေချိုးသွားတော့သူနဲ့ရင်းနှီးတဲ့လူတယောက်ကလာပြီးတော့မှအိမ်မှာဝက်သားဝယ်တယ်အဲ့ဒါရောက်လာလို့ရောင်းမအောင်ဟိုဟာမရှိတော့ဘူးဒီမဲ့ဝက်သားလေးရှိပါသေးတယ်အဲ့ဒါကစုံဒစားဖို့သူ့အတွက်ခြံထားတဲ့အသားဒီလိုပြောဟာသူကနေတိုင်းစားနေရတာပါငါဧည့်သည်လာလို့အဲ့ဟိုမကြေမှာဆိုလို့ရောင်းမှာငါယူသွားတယ်ပြောလိုက်ရော့ပတ်စားတော့ဟောရင်းနှီးတဲ့လူကဇွတ်ယူသွားတော့စုံဒပြန်လာတဲ့အခါဝက်သားဟင်းမပါဟာငါတို့ဝက်သားမပါမစားတော့ဘူးညီမသိဘူးလားဘယ်မလဲငါတို့အသားဟင်းပြီးတော့ခဏတော့သီးခံရှင်းတဲ့ငယ်ချင်းဒီမှာပတ်စံပြီးဇွတ်ယူသွားလို့ကျမပေးလိုက်ရတယ်မြို့သမီးကပြော
မင်းကလည်းမိုက်လိုက်တာကွာတဲ့ငါဓမ္မပါမစားတတ်တာမပြောဘူးလားပြောပါတယ်တော့ပြောမရကိုင်းဒါဆိုငါနောက်လိုက်ခဲ့ဆိုပြီးတော့ဝက်ချန်နဲ့ဝင်သွားဝက်ကိုတခါတည်းမလုံနိုင်အောင်ကျိုးနဲ့တုတ်ထားပြီးတော့မှဝက်ပါဇက်ကိုဒုံနဲ့ထောက်ပြီးတော့တန်ကျိတ်နဲ့ရှားကိုချိတ်တဲ့ဆွဲထုတ်ပြီးတော့မှအဲ့ဒီရှားကိုလှိပြတ်ချရတာအဲ့ဒါကိုသူ့မျိုးသမီးကိုခဏစားဖို့အတွက်ချက်တော့တဲ့ဒီလိုခိုင်းသူမျိုးသမီးချက်ပြုံနေတော့သူအဲ့ဝက်ကိုကင်လိုက်တယ်တခါတည်းစောစောကပြောသလိုရင်နွေးဘူးတွေလောင်းချရင်နွေးဘူးတွေလောင်းချဝက်ကအော်တန်ကြတာလေသူကပီတိတွေဖြစ်နောက်တခါအော်လို့ရက်သွားပြီးဝင်းတွေကလည်းအကုန်ရှင်းသွားပြီးသေလဲသေသွားပြီးဆိုတော့မှမီးနဲ့တခါတည်းကောက်ရိုးတွေနဲ့ပါပြီးတော့မီးနဲ့ရှို့ပြီးဝက်မွေးတွေလောင်းလို့အဲ့ဒါကင်ထားပြီးတော့မှကင်တကောင်ပြီးပြီးညီငါစားပြီးသွားရောင်းငါစားတော့မညီသွားရောင်းဆိုတော့ဟိုမျိုးသမီးကထွက်ရောင်းလိုက်တဲ့အချိန်အဲ့ဒီမှာသူဝက်သားစားလိုက်ထမင်းစားတော့လေသူ့ရှာကလိုပြတ်ကြတယ်အခုဆိုနော်ယန္တကမ္မကတနာမနာနိရောဇတိတဘသောသာဝိသေသနိတိတဝနာသမယမိဝိပိစိတုံးနဲ့ဧတံကမ္မနာမဤကောင်းမှုမကောင်းမှုကိုပြုပြအောင်ဖန်တီးပြီးတော့နေတဲ့စေတနာလို့ခေါ်တဲ့ဒုက္ခံကလေးသည်ဩဘေသေတဝပြုလို့ဖန်တီးပြီးတော့တဘသောကျွင်းမဲ့ဥဒ္ဒောလုံးစုံခါပင်ဘာမှမကျွင်းရလေအောင်နတ်နိရောဇတိချုပ်ပြောက်ပြီးတော့တွားတာမျိုးမဟုတ်ပါဘူးသမယမိဝိပိစိတောအခါသိ၍ခွင့်လျောရာချိန်ကမှာတော့ဝိပိစိတုံကောင်းတဲ့ကံကလေးကမကောင်းကျိုးပေးဖို့ရန်ဝိပိစိတုံမကောင်းတဲ့ကံကလေးကမကောင်းကျိုးပေးဖို့ရန်သာဝိသေသံတတ္တိစွန့်ရနှစ်တွေကိုနိတိတဝနာမြုပ်နှံသို့မိသိသိပြီးတော့မှဟောသူပြုထားတဲ့စေတနာတွေစေတနာဇိုးတွေကြိုးပေးပြီစားတော့မှပဲသူ့ရှာပြတ်ကြပြီးတော့အဲ့ဒီမှာတအားနာတာဝက်အော်သလိုသူအော်ရတယ်ပဝန်းကျင်ကအော်ဇန်နေကြလို့လိုက်ပြီးတော့သူမျိုးသမီးခေါ်သူမျိုးသမီးပြန်လာတော့လည်းပဲဟာလေးဘက်ထောက်ပြီးတော့ဝက်ကြီးတစ်ကောင်လိုလှက်ပတ်ပြီးပြေးနေရတယ်။ဘာဖြစ်တော့မေးတော့ခန္ဓာကိုယ်ကြီးကလည်းပဲဖူးဖူးရောင်နေထားဝက်တွေကိုတန်ပြားကြီးနဲ့တခါတည်းရိုက်ပြီးတော့ရောင်လာအောင်လုပ်တယ်လို့သူခန္ဓာကိုယ်ကြီးလည်းရောင်ကားပြီးတော့ညိုမဲလာတယ်။ရှာပြတ်တဲ့ဝက်ပါဇက်ကတခါတည်းအော်နေရတယ်လို့ပဲတဲ့သူ့ရဲ့တန်ကလည်းပဲတခါတည်းဝက်တန်တိုင်းအော်နေရတယ်။ဘယ်နှစ်ရက်တော့အော်ရတယ်မေ9ရက်9လီအော်ရတယ်။ပဝန်းကျင်ကလူတွေကလည်းနေနိုင်နေမနေနိုင်တဲ့လူကအကုန်ထွက်ပြေးကုန်ရတယ်။သူ့အိမ်ကလူတွေကလည်းဘလို့မှမတတ်နိုင်တော့အိမ်ပြင်ထွက်သွားမှဆိုလို့အိမ်တကားကြီးကိုပိတ်ထားဝင်းတကားကြီးကိုပိတ်ထားဟာဝင်းထဲမှာလည်းလေးဘက်ထောက်ပြီးတော့ဝက်ကြီးလိုအော်ပြီးပြေးနေရတယ်စုံတာ။အဲ့လိုအော်ပြီးတော့ပြေးနေလေရတာဘယ်နှစ်ရက်တောင်ကြာတယ်လဲမေးရင်9ရက်ကြာတယ်။9ရက်ပြည့်မြောက်လွန်မြောက်သွားပြီဆိုတော့မှအဲ့ဒီဝက်အော်ဇန်ကြီးရပ်သွားတယ်ဝေလို့အကြောင်းကသံဃာတွေကအဲ့ဒါစုံနာအော်တယ်လို့သူတို့မထင်ကြဘူးဝက်တွေအော်နေတယ်ထင်တာမြတ်စွာဘုရားကိုရောက်တယ်မြတ်စွာဘုရားစုံနာကလည်းတတ်လိုက်တဲ့ဝက်တွေ9ရက်တိတိနေမနာညာမနာကိုတတ်တယ်ဘုရားဟဲ့ဘယ်လိုကြောက်တော့အော်နေရတာဗျသူ့အိမ်မှာအော်ဇန်နေကြနေသူဝက်တွေတတ်လို့ဖြစ်မှာပေါ့အဲ့လိုမဟုတ်ဘူးတဲ့သူကျမ်းမာရေးမကောင်းယောဂဆွဲပြီးတော့မှဝက်အော်တယ်လို့သူအော်နေရတာသူခန္ဓာကိုယ်ရဲ့နာကျင်မှုကြောင့်အဲ့လိုကြီးလားဗျာဟုတ်တယ်ဒါဆိုမြတ်စွာဘုရားအခုသူ့ပဲရောက်သွားပြီတော့မေးတော့အဝီစီရောက်သွားပြီတဲ့မြတ်စွာဘုရားပြောတယ်ဟောအကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝလည်းပူရတယ်ဟုတ်တာပေါ့ကွာဒီဘဝလည်းပူရတယ်နောင်ဘဝလည်းပူရတယ်ဒါပေမဲ့မြတ်စွာဘုရားသူကလေတဲ့စီးပွားဆရာတော်အလွန်ကျွမ်းကျင်နေတဲ့ဒီဘဝမှာတော့အဲ့ဒီဝက်မွေးမြူရဲနဲ့ချမ်းသာလို့တချို့ကတော့လည်းပဲအကုသိုလ်လုပ်ငန်းကြီးလုပ်ပြီးတော့ချမ်းသာလိုက်တာဆိုပြီးတော့လည်းအကြတဲ့လူတွေရှိရင်ရှိမယ်ပေါ့အဲ့ဒါကြောင့်သံဃာတွေကလျှောက်တာပြန်ချမ်းသာတော့တဲ့သူကလောကအနေနဲ့ကြည့်ရင်တော့ဒီဘဝမျက်လုံးပဲရှိတယ်မြတ်စွာဘုရားဟောတဲ့အန္တသုတ်တန်နဲ့ပြောမယ်ဆိုရင်ဒီဘဝမျက်လုံးတော့ရှိတယ်နောင်ဘဝမျက်လုံးမရှိဒီဘဝမျက်စိတော့ကောင်းတယ်နောင်ဘဝမျက်စိမကောင်းဘူးပေါ့ဒီလိုမျိုးအန္တေဇဧကသက္ကုံဇာအာရကပတိဝဇယေဒိသက္ကုံပါဏတေဝေတာတေထပုရိသပုဂ္ဂလော
Ande zadi boa mielong legan, non boa mielong legan. Siwaye mielong legan, bazaye mielong legan, zonong ganire bogo myogo, araga wewe ma badi goziya, xiong jinja ya me. Trisakong, siwaye miesi ro si, bazaye miesi mesi. Diboa gaunzaye zati, non boa gaunzaye mati de, dapet mienbi, dapet ganire bogo myogo lebe. Araga wewe ma badi goziya, xiong jinja ya me. Siwaye miesi mesibu, bazaye miesi mesibu. Era myogo anda, zonlongkan. Diboa miesi le mesibu, nomboa miesi le mesibu. Era myogo zonlongkan. Ai bogo myogo miaswa miajen koro miajiga. Araga badi goziya de wewe ka la xiong ja. Naudaka di zakung bana. Aneza eka zakung za, eka zakung, dapat mien dapat gane, miaswa pia xiong ja. Siwaye miesi ro si de, bazaye miesi kaung ne. Bazaye miesi kaung ne, siwaye miesi mesibu, dapat mien dapat gan bo de chua. Siwaye miesi ro si de, bazaye miesi mesibu. Soja baza siwaye kaung mong luda lu, ai lu ne pong de ne mubula lu meri ya si da bo. Siwaye miesi ro si de, bazaye miesi mesibu, so yen do lebe. Ni Darenga chanda duene, dandana de xiaolong, dukha yao ma zulu, miaswa piaga, araga badi goziya, wewe ka la xiong ja de dilu pyo. Tui sekong mana, deweda teta purita bogalo. Teta purita bogalo, yao jamya yao ja azani usuato. Tui sekong miesi nakwen lene bogo myogo. Tui sekong diboa miesi lesi, namboa miesi lesi. Tui sekong siwaye miesi lesi, bazaye miesi lesi. Ailo miesi nakwen lene bogo myogo. Deweda ma dui dui aung shamaya ya aung pang kaung do leta ya aung yu ja ya me ye lo. Bhagavan Bhono chaupa tekhin phaya shin Gora Myaka de di kaung swa ma dui ho ja ro mu ke ba pe tati. Airo di neya ma saunda ha ba le lo me. Di bwa siwaye miesi ro shi de. Bazaye miesi tu ma mashi bu. Teniပြောရင်ဒီဘဝချမ်းသာရေးတော့သူနားလေတယ်နောက်ဘဝချမ်းသာရေးသူမသိဘူးအဲ့လိုဖြစ်တဲ့အတွက်ဒါကြောင့်ကိုချမ်းသာပြီးရောကိုကြီးဘဝပြီးရောကိုစည်းဘဝတိုးတက်ပြီးရောဘယ်သူဒုက္ခရောက်ဒီလိုစိတ်တွေပေါက်တာတတ္တဝါတွေတပ်ဖြတ်ပြီးရောင်းတာတော့ရိုးရိုးမဟုတ်ဘူးတဲ့မသိခင်မှာညှဉ်းပန်းနှိပ်စက်ပြီးအသားတွေတိုးအောင်ရိုက်နှက်ပြီးရောင်ကားလာအောင်လုပ်ပြီးမှတတ်တာတတ်တာတော့ရိုးရိုးတတ်တာမဟုတ်ဘူးတဲ့ဗဇက်ကိုဒုတ်တုံနဲ့ထောက်ပိတ်မရအောင်ထောက်တာပြီးရင်နှွေးဘူးတွေနဲ့တခါတည်းလောင်းချအရင်လက်လက်ကိုရင်နှွေးတွေနဲ့ဖြောချဒါရင်လာမေးတော့မဟုတ်သေးဘူးတဲ့အမွှေးတွေမိလောင်သွားအောင်တခါတည်းကောက်ရိုးတွေနဲ့ရှင်လက်လက်ကိုဝက်ကိုပတ်ပြီးတော့မိနဲ့ရှို့ချလိုက်တယ်အဲ့လိုလှုပ်ထားတဲ့အကုသိုလ်ကံကနောင်ဘဝတော့မနေဘူးတဲ့ဒီဘဝနဲ့သူခံရတယ်လေးပဲထောက်ပြီးတော့ဝက်ကြီးတကောင်အော်သလိုသူအော်နေရတယ်သူနဝင်းချိုးပါတယ်ထင်ထားတဲ့အတန်ကခုသူ့ကိုယ်တိုင်ကပြန်អော်နေရတယ်ဘေးကတန်ဃာတွေကမသိဘူးဝက်တွေဇက်တိုက်တတ်လို့မြည်နေတယ်ဒီလိုထင်တာဖះသွားလျှောက်တော့ချက်သားတော့မဟုတ်ဘူးတဲ့သူခန်းနေရတဲ့ဒုက္ခသူကိုယ်တိုင်အော်နေရတာချက်သားအော်ဆိုးလိုက်တဲ့အကုသိုလ်ဆိုးလိုက်တဲ့အကုသိုလ်ချက်သားတို့တဲ့မြတ်စွာဘုရားကအဲ့ဒါကြောင့်အကုသိုလ်ပြုပြီဆိုရင်ဒီဘဝလည်းစိုးရင်ရတယ်နောင်ဘဝလည်းစိုးရင်ရတယ်ဒီဘဝလည်းပူရတယ်နောင်ဘဝလည်းပူရတယ်ပိဿုပန်သန္တရာနှစ်ပြားသလုံးမှာလည်းပဲစိုးရင်ပူပန်ရတဲ့ချက်သားတို့နောက်ပြီးတော့ပို့ဆိုးတာကဒိဋ္ဌဝကမ္မကိလေသာမတ္တနောကိုပြုတ်ထားတဲ့အကုသိုလ်ကိုပြန်မြင်လိုက်ရတယ်လူတိုင်းမှာဘဝနေဝင်ခြင်းဆိုတာရှိတယ်ဘဝနေဝင်ခြင်းဆိုတာသေဂဏိကာလကိုပြောတာသေဂဏိကာလရောက်ပြီဆိုကိုလျှောက်ခဲ့တဲ့လမ်းကိုယ့်ဘက်ကိုပြန်ကြည့်ကြတာကြည့်ပဲကိုယ့်ဘက်ကိုပြန်ကြည့်လိုက်တဲ့အခါငါကောင်းတာတွေလုပ်ခဲ့တာပဲဆိုရင်ကိုယ့်ကိုကြည်နူးပြီးတော့ပြုံးရွှင်နေမယ်ပေါ့ဟာငါအသက်80နေခဲ့ရတယ်အသက်90နေခဲ့ရတယ်ဒုဘဝကြာကြီးနေခဲ့တယ်မကောင်းမှုတွေနဲ့ငါအသက်ရှင်ခဲ့တာပဲလို့တွေးလိုက်ရမြင်လိုက်ရမယ်ဆိုဝမ်းသာစရာမရှိတော့သူ့မှာစိုးရင်ရပူဆွေးရမယ်ပေါ့အဲ့ဒီမှာကမ္မနမိတ်ဂတိနမိတ်ဆိုတာလေအဲ့ဒီချိန်မှာပြန်ပေါ်တယ်ကံကမ္မနမိတ်ဂတိနမိတ်ကိုပြုထားတဲ့ကံတွေကိုသွားမဲ့ဂတိတွေဒါတွေပြန်ပေါ်လာတယ်
ဒီဘဝမှာကြည့်ပေါ်သူတော်ကောင်းတို့တွေအခုကိုယ်အိမ်မှာတငယ်ချင်းတယောက်မိတ်ဆွေကောင်းလူကောင်းတွေလူတွေရောက်လာတယ်ပေါ့ဟာကိုယ်ကကောင်းမွန်အဲ့ခံပြီးတော့ကောင်းမွန်ကျွေးမွေကောင်းကောင်းမွန်မွန်ထားအဲ့ဝကြည့်အောင်ပြုစုစောင့်ရှောက်ထားလိုက်တာနဲ့တပြိုင်နက်အဲ့ဒီလူကကိုသူကဘာပြန်ပြီးတော့ပြုစုခြင်းလုပ်ကျွေးခြင်းတာကျွန်တော်တို့စီလဲလာခဲ့ပါကျွန်တော်တို့ရွာလဲလာခဲ့ပါကျွန်တော်တို့မြို့လဲရောက်အောင်လာခဲ့ပါကျွန်တော်တို့အိမ်လဲလာခဲ့ပါဟာခွင့်သာလာတာပေါ့ကိုကပြောလိုက်ဟာနောက်တကခွင့်လေးသာလို့ဖုံးလေးတစ်နေ့လောက်ရှိတော့လာမလို့ပြို့လန့်ဆက်လဲတော့ကိုကောင်းကောင်းပြုစုထားတဲ့ပုဂ္ဂိုလ်ကလက်မလေးလာစမ်းပါဗျာဘယ်သွားခြင်းတော့ဘယ်မြို့သွားခြင်းတော့ဘယ်နေရာသွားခြင်းတော့ခင်ဗျားတို့မြို့ကျွတ်တို့မြို့ရောက်ရင်ခင်ဗျားဘာစားခြင်းလဲပြောဘယ်ဖျားဖူးခြင်းလဲပြောဒါမျိုးဟာခင်ဗျားတို့မြို့မှာကျွတ်တို့မရောက်ဘူးနဲ့ဘာစားတွေပေါ်မှမသိပဲနဲ့ဟာကျွန်တော်တို့မြို့မှာဘယ်စားတော့သိနာမည်ကြီးတယ်မရောက်သေးဘူးလူကမရောက်သေးဘူးပြိတဲ့ဟိုကစားတော့ကြောင်းလေးပြောတာနဲ့တင်ကိုကကောင်းထားတော့ကောင်းတဲ့စားတော့လေးကျွေးဖို့ဟိုကပြင်တယ်ကိုကကောင်းကောင်းပြုစုထားတော့ဟိုကကောင်းကောင်းပြုစုဖို့ပြင်တယ်နောက်တကကိုကသူ့ကိုကောင်းကောင်းလိုက်ပို့ထားတော့သူကလည်းဘယ်ဖျားသွားခြင်းလို့ကျွန်တော်တို့မြို့မှာဘယ်တကူကြီးဖျားကြီးတယ်ကောင်းကောင်းလိုက်ပို့ဖို့ပြင်တယ်ဒါဒီဘဝတင်ပြောတာနောက်ဘဝလည်းဒီအတိုင်းပဲကိုကဒီဘဝမှာကောင်းကောင်းလုပ်ထားရင်ကိုသွားမယ်လမ်းကြီးလှမ်းမြင်နေရတယ်ကောင်းနေတာဂတိနမိတ်ပေါ့ကိုကဒီဘဝမှာမကောင်းတာလုပ်တိုင်းကိုလမ်းကြီးကိုလှမ်းမြင်ရတယ်ဂတိနမိတ်မကောင်းတဲ့လမ်းကြီးပေါ့အဲ့ဒါတွေမြင်အဲ့ဒါတွေတွေ့ပြီးတော့မှစုံတဟာတဲ့ချစ်သားတို့9ရက်9လီអော်နေရတာအဲ့ဒီစုံတကိုကြောင်းပြုပြီးတော့မှမြတ်စွာဘုရားကသံဃာတော်ရှင်သူမြတ်တွေကိုတရားလေးတစ်ပုဒ်ခေါ်တယ်ဣရသောစတိပိစ္ဆသောစတိပါပကာရီဥပယထာသောစတိသောစတိသောဝိဟိညတိဒိဋ္ဌဝကမ္မကိလေသာမတနောပါပကာရီမကောင်းမှုအာဟုသောပြုထားတဲ့ပုဂ္ဂိုလ်သည်ဣရသောစတိဒီဘဝမှာပူလောင်ရတယ်ပိစ္ဆသောစတိနောင်ဘဝလည်းပူလောင်ရတယ်ဥပယထာသောစတိပိစ္ဆုတ်ဗန္တန္တရာနှစ်ဖြားသလုံးမှာလည်းပူလောင်ရတယ်အာဒနောမိမိကမ္မကိလေသာမဲညင်ပြီးတော့နေတဲ့ကံတွေကိုဒိဋ္ဌဝနာမြင်ရပြီးတော့မှသောစတိထိုပုဂ္ဂိုလ်ပူလောင်ရတယ်သောဝိညတိထိုပုဂ္ဂိုလ်ပင်ပန်းကြရတယ်ရဲ့လို့ဘေကဝဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကဧတေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း